ပေါ့စီစားရင်ပေါ့စီကပေးတဲ့သင်ခန်းစာကိုယူထားရတယ်ဒီပေါ့စီလောက်တဲ့လူဟာသူလောက်တဲ့ပေါ့စီကိုပြီးရတယ်လောက်တဲ့လူမြည်ကြည့်ရဒီလိုပဲလူဆိုတာကိုလောက်ခဲ့တဲ့အလုပ်ကိုလောက်နေတဲ့အလုပ်ကိုစမ်းစစ်ရသုံးတိုက်ရအခုပေါ့စီလေးလောက်လိုက်လို့ပေါ့စီကတေးနေပြန်ကြည့်ရယူမှလည်းဝရိယအာနေဝါယမလေးစိုက်တယ်နော်တန်စေးလုံးမေးတဲ့ကိုလှုပ်လိုက်တဲ့ပေါ့စီရဒါအနင်းကန်ကြည့်နိုင်တယ်နဲ့တွက်ချင်မကြိုက်ဘူးဝရိယလွန်ကျွန်ဖြစ်တဲ့အဲ့ဒီစကားကိုသတိထားကိုလှုပ်လိုက်တဲ့ပေါ့စီကအချိုးမကြဘူးဆိုလို့မြောင်းနေတာလှုပ်လိုက်လူမှလည်းအတုံးမကြတဲ့အတိညာဉ်မကောင်းတဲ့စိတ်တွေရှိနေမြောင်းကြောင်းပေါ့စီဆိုတာအစာများများဌာပနာတွန့်နိုင်မှာကောင်းတာကွာလူဆိုတာလေဘာအလုပ်ပဲလုပ်လို့အတိညာဉ်ဆိုတာ